ဒီနေ့ဆိုင်သိမ်းမိတာနဲ့ကြာအင်းတောင်လေးတက်ဖြစ်ပါတယ်ဒါကတော့ဆဆတက်ချင်ပေါ့နော်တောအုပ်လေးတစ်ခုတည်းဝင်သွားရသလိုစိတ်တွေအရင်အေးချမ်းသွားပါတယ်ဖအမျိုးနဲ့လည်းမနီးမမွေးဖြစ်ပြီးတော့တောင်လေးကလည်းမနေမမြင့်ပေါ့နော်ဖြည်းဖြည်းချင်းစတက်နေပါပြီဒီနေ့ကမိုးလည်းမရွာပဲနဲ့မိုးအုံလေးနဲ့ဆိုတော့ရာသီဥတုကတာယာနေပါတယ်ခါတိုင်းနေ့တက်တာကကြတော့ဖုန်းမယူပါဖြစ်ဘူးပေါ့နော်ဒီနေ့မှပဲတငယ်ချင်းတွေကိုတွေးစီချင်လို့ဖုန်းလေးယူပြီးတော့မမရရရိုက်ဖြစ်ပါတယ်သူကတော့အခုချိန်မှာစပြီးနည်းနည်းလေးမောနေပါပြီမောတဲ့ပုံပေါက်နေပါတယ်ဒါကတော့သူ့အရှိနေနဲ့ပေးသွားလိုက်တာပေါ့နော်ဘာလို့လဲဆိုတော့ဒါလေးကတောအုပ်လေးတွေကိုဝင်သွားရတဲ့ခန်းစားချက်လေးမျိုးရိုက်စီချင်လို့သူ့အရှိနေနဲ့ပေးသွားလိုက်ပါတယ်ကဲသုံးစုဖျားကိုရောက်ပါပြီဒါလေးကတော့ကြာအင်းတောင် view point လေးပါအရှိမကရက်တော်မူဖျားရှိပါတယ်ဓာတ်ပုံလေးပါလေးရိုက်ပယ်လေးပါလေးပေးတယ်ပေါ့နော်ကဲစပါပြီအခုကအမောဆုကုံကျွန်မနာမည်ပေးထားတာပါဒီနေရာကနေစပြီးတော့မောပါပြီဟိုးတောင်ကြီးကနေတက်လာတာကလမ်းလျှောက်တလို့ပဲပေါ့နော်အခုမှစပြီးတော့ချိုးရည်တွေတအားထွက်ပါပြီအရင်တော့ကဆက်ဆက်တက်တော်ကဆိုရင်ကြာရင်တောင်ကိုလမ်းမှာ3ခါလောက်နာရတယ်အခုကတော့မနာတော့ပါဘူးဒါလေးကတော့ဘူးဖျားပါအရန်တက်ပယ်ပါတယ်မိုးကလည်းရွာမလို့မရွာလို့မမဆောင်လုပ်နေတော့မြင်မြန်ပဲဖျားရှိခိုးပြီးတော့မောင်လေးထုပြီးတော့ကမန်ကဒန်လေးတောင်မော်ပဲဆက်ပြီးတော့တက်သွားလိုက်ပါတယ်ဒါလေးကတော့နောက်ထပ်ဈေးဒီတစုပါအရန်ပဲတက်ပယ်ပါတယ်ဒီကနေနည်းနည်းလေးဆက်လျှောက်လိုက်တာနဲ့တောင်ကြီးကိုရောက်ပါပြီခါတိုင်းနေ့တွေကကြတော့တောင်ကြီးအထိပဲတက်တယ်ပေါ့နော်တောင်ကြီးပြီးတာနဲ့အောက်ပြန်ဆင်းခဲ့ပါတယ်ဒါပေမဲ့ဒီနေ့ကျတော့တငယ်ချင်းတွေကိုပြချင်လို့ဒါဟိုထိတ်ဆုံးထိတက်မယ်လို့တွေးလိုက်ပါတယ်လမ်းမှာကလည်းဇီဇဝါပန်းတွေကဖွေးနေအောင်ပွင့်ပြီးတော့အနံ့လေးကလည်းအရန်ပဲ fresh ဖြစ်ပါတယ်ပန်းနံ့လေးကိုခံရင်လည်းတောင်တက်ရတဲ့ feeling ကအရန်ပဲမိုက်ပါတယ်ဒါလေးကလေကတဲ့လေးအကွေးအချိုလေးအရန်လာလို့ရခဲ့တာပါဒီမီးတိုင်နာရောက်လို့ရှိရင်တော့ဒါဖန်တစ်မျိုးလုံးနီးပါးကိုမြင်နေရတဲ့ view လေးပေါ့နော်အရန်ပဲလှလို့ဒါဓာတ်ပုံလေးတွေပါရိုက်ပဲလေးပါပေးခဲ့ပါတယ်မြည့်ရဲတောတောင်ဆစိမ့်လေးရဲ့တိုက်အိမ်ခေါမိုးနီနီလေးတွေရဲ့အရန်ပဲချစ်ဖို့ကောင်းပါတယ်ဟိုမှာကန်တာရလည်းတွေ့နေရပါတယ်ကဲပြောရင်ဆိုရင်ဆက်တက်လိုက်ပါအောင်မယ်ဒါကတော့တောင်ထက်ကိုရောက်ကန်နေပါပြီဖြည်းဖြည်းချင်းနဲ့တက်ခဲ့ပါတယ်ဓာတ်ပုံရရင်လည်းပေါ့နော်တောင်ထက်ကိုရောက်သွားပါပြီလေကွင်းဖွေးနဲ့စိမ့်ဆိုနေတဲ့ရှုခင်းလေးရဲ့သူကဒီလိုတိုင်တန်းနဲ့လိုလှုပ်ချင်တယ်ဆိုတော့သူ့ကိုလည်းအလိုလိုက်ပြီးတော့ရိုက်ပေးရပါသေးတယ်ပြီးတော့ပဲတွေပါပေးတယ်ပေါ့နော်ဘလို့ပေးမှန်းတော့မသိဘူးနားတော့မလဲပါဘူးဒါကတော့တောင်ပေါ်ကနေတွေ့ရတဲ့ဇွဲကပင်တောင်လေးရဲ့အောက်ကရှုခင်းရဲ့ကိုတေးသေးချာချာလေးရိုက်ခဲ့ပါတယ်တကယ်ချင်းတွေကိုတွေးစီချင်လို့ပေါ့နော်ပြီးတော့နည်းနည်းလေးရှေ့ဆက်သွားတာနဲ့ဒီလိုတန်လေးကားလေးတွေ့ရပါတယ်လေလေးကလည်းအဲ့ဒီအချိန်မှာတဖြူဖြူတိုက်နေတယ်ပေါ့နော်ဖုန်းရိုက်တဲ့အချိန်မှာအရန်ရှင်းခုန်ဖို့ကောင်းပါတယ်ဖုန်းကပြုတ်ကြမလို့ဘာလို့ခါနေတယ်ပေါ့နော်လေအရန်တိုက်တယ်ဆိုတော့အဲ့ဒီမှာဓာတ်ပုံတွေမှာလည်းရိုက်ပဲပါပေးခဲ့ပါတယ်ဒီနေရာလေးကတော့ကြာအင်းတောင်ရဲ့လုံးဝအသက်လေးပါဘာလို့လဲဆိုတော့ခရီးသွားဧည့်သည်တွေလည်းအရန်ရိုက်တယ်ပြီးတော့ pre wedding တွေလည်းခဏလာရိုက်ကြပါတယ်အောက်မှာကကြာအင်းတောင်ပတ်လန်အသက်လေးကိုတွေ့ရပါတယ်အပေါ်မှာကခရီးသွားတွေပုံရိုက်နေတယ်ဆိုတော့အောက်ကနေပဲဒီလိုမျိုးဇွဲကပင်တောင်လေးနဲ့အလားပုံလေးရိုက်ခဲ့ပါ